why you still can speak English after years of learning. English စာလေ့လာနေတာကြာပြီဒါပေမဲ့လို့အခုထိဘာကြောင့် English speaking မပြောတတ်သေးတာလဲ grammar တွေအများကြီးလေ့လာခဲ့တယ် vocabulary တွေအများကြီးလေ့လာခဲ့တယ်ဒါပေမဲ့ speaking ပြောမယ်ဆိုတိုင်းကျွန်တော်ရဲ့ပါးစပ်ကစကားလုံးတွေကထွက်မလာ English လို့ speaking ကောင်းကောင်းမပြောတတ်ဘူးပေါ့နော်ဆိုတော့ဒါဘာကြောင့်လဲ why speaking is a skill speaking ဆိုတာ skill ဖြစ်တယ်ကိုဘယ်လောက်ထိလေ့လာထားသလဲသိသလဲဆိုတာ ਨੇ speaking ကမဆိုင် speaking ကကိုဘယ်လောက်ထိ practice လုပ်ထားသလဲဆိုတာ ਨੇ ဆိုင်တာ practice များများလုပ်ရင် speaking ကောင်းမယ်နော်များများလေ့လာထားရုံ grammar rule တွေအများကြီးသိထားရုံ vocabulary တွေအများကြီးလေ့လာထားရုံ ਨੇ speaking မကောင်း speaking ကောင်းချင်ရင် practice လုပ်မှာပဲ speaking ကောင်းတယ် practice လုပ်တဲ့နေရာမှာလည်းနီးမှန်လမ်းမှန်နဲ့ speaking practice လုပ်မှာ speaking တိုးတက်တာကျွန်တော်တို့အများစု speaking မကောင်းအောင်ခြင်းအခြေခံအကြောင်းရင်း2ရက်ရှိတယ်ပထမတစ်ချက်က speaking practice လုံးဝမလုပ်တာနော် speaking practice အရင်အားနေတာနံပါတ်2ချက်က speaking practice တော့လုပ်ပါရဲ့ဒါပေမဲ့လို့ speaking ကိုနီးမှန်လမ်းမှန်နဲ့ practice မလုပ်တတ်တာနော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်အချို့တွေ speaking နဲ့ပတ်သက်ပြီးတော့အယူဆလွဲမှားတဲ့လူတွေအများကြီးရှိတယ်နော် speaking နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အယူဆတွေ speaking ကိုကိုယ့်ရဲ့အမြင်တွေကကောင်းနေမှမှန်နေမှ speaking ကိုအချိန်တိုတွင်မြန်မြန်ဆန်ဆန်တိုးတက်တာ speaking တိုးတက်ဖို့လေ့ကျင့်နေဆိုတာထက်နီးမှန်လမ်းမှန်နဲ့လေ့ကျင့်တတ်ဖို့အရင်ရည်ကြည့်တယ်ဆိုတော့ဒါကြောင့်ဒီအခုလာမယ့်အပတ်မှာဒါနဲ့ပတ်သက်ပြီးကျွန်တော် free webinar တစ်ခုလုပ်ပေးဖို့ရှိတယ်နော်ဒီမှာဆိုရင် speaking ကိုဘယ်လိုမျိုး step by step focus ထားပြီးတော့လေ့ကျင့်မလဲ no grammar no text ပေါ့ grammar text တွေလုံးဝမပါဘူးဒီမှာ speaking တည်တံ့ဘယ်လိုမျိုးလေ့ကျင့်မလဲ speaking ကိုဘယ်လိုမျိုးအချိန်တိုတွင်ကျွမ်းကျင်အောင်လေ့ကျင့်မလဲနီးမှန်လမ်းမှန်နဲ့ပေါ့နော် step by step speaking နဲ့ပတ်သက်တဲ့ framework ပေါ့ speaking ဘယ်လိုလေ့ကျင့်တယ်ဆိုတာနဲ့ပတ်သက်တဲ့ framework ကိုကျွန်တော်ဒီမှာ sharing လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ free webinar ကိုဘယ်သူတွေ join တင်လဲဆိုလို့ရှိရင် English စာလေ့လာနေတာကြာပြီဒါပေမဲ့လို့ speaking ကောင်းကောင်းအခုထိမပြောတတ်သေးတဲ့သူတွေပြီးရင် English စာကိုအခုမှစတင်ပြီးလေ့လာမဲ့သူတွေအတွက် speaking ကိုဘယ်လိုကျင့်ရမလဲဆိုတာမသိတဲ့သူတွေပေါ့နော်ဆိုတော့ဒီလူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် English speaking ကျင့်တဲ့ပုံစံ framework ကိုဒီမှာကျွန်တော် sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဒီ webinar ပြီးရင် English speaking ပေါ်မှာထားတဲ့ကိုယ့်ရဲ့အယူဆကိုယ့်ရဲ့အတွေးခေါ်တွေ speaking နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်တွေပြောင်းလဲသွားမှာဖြစ်တယ်เนาะ English speaking ကိုလည်းအခြေခံကနေစတင်ပြီးတော့ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတော့ကောင်းကောင်းသိသွားလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီ free webinar ကို join ဖို့ဖိတ်ခေါ်ပါတယ်လုံးဝ free ပါ join ကျင်တယ်ဆိုလို့ရှိရင် comment မှာ join ဆိုပြီးတော့မှတ်ခဲ့ပေးပါကျွန်တော်ဆက်သွယ်ပေးပါမယ်